မာလာကိုတော့သူမွေးတဲ့ဗိုလ်ချုပ်ကြီးဇေယကျော်ထင်တရီစီသူကျော်စွာလင်းကကြောက်ထဲကန်ချလိုက်ပြီငလျင်အရင်ပြုတ်ပြီးနိုင်ငံတကာရဲ့မျက်နှာသာပေးမှုရှာနေရခြင်းရုရှားသွားပြီးတလွှားလွှားတဖဖလုပ်နေရခြင်းအာဆီယံမှာဟန်ရပန်ရဖြစ်ဖို့ကြိုးစားနေရခြင်းသူ့အနာဂတ်ကာချုပ်လောင်းကအခေါင်းလက်ဆောင်ပေးလိုက်တဲ့အနေနဲ့လက်ပြင်းအိုးထိန်တွင်းမှာကလေးတွေစာမေးပွဲဖြေနေတော့ဘုံကျဲချပြီးဒစစီဆုတ်ပြဲတပ်ဖြတ်ပစ်လိုက်ပြီတနေ့တွင်ကလေးငယ်22ယောက်တည်သွားပြီး65ယောက်တန်ရာရထားတယ်အစအနဖြစ်ပျောက်သွားတဲ့ကလေးတွေလည်းရှိတယ်ဒီသတင်းဟာတမဟုတ်ချင်းတကမ္ဘာလုံးပြန့်နှံ့သွားခဲ့တယ်မာလာနဲ့နှုတ်ဆက်တဲ့လက်တွေကလေးငယ်သွေးတွေရဲရဲနေသွားတယ်ချင်နာထက်ယွန်ရှာဆက်ဆုပ်စရာကောင်းကြီးဆိုတာချင်းချင်းကြီးဖြစ်သွားခဲ့တယ်အော်နှလုံးနာစရာကြီးမတတိစရာကြီးဆိုတာဘယ်ကကြည့်ကြည့်ရှင်းရှင်းကြီးမြင်ရစေတယ်ကျော်စွာလင်းဟာစိုးဝင့်ထက်ခြိတံလက်တံရှေ့ချောင်းပြရင်းမအားလာကိုပါကျိုးစင်ပေါ်အမြန်နှုံးနဲ့ဆွဲတင်ပေးလိုက်တယ်မအားလာဖို့နိုင်ငံတကာမှာသူသွားလို့ရနေသေးတဲ့ကြောင်လေးပါပိတ်သွားပြီငလျင်အခြေပြုတ်ကတနာစရာရုပ်တွင်ထွင်ထားတဲ့ဆက်ဆံရေးအညွန့်ကလေးလဲထွက်လာလာချင်းအချိုးခံလိုက်ရပါပြီဒီကောင်ကကာချုပ်ယာဒူးကိုဖြတ်လန်းကယူဖို့လှုပ်ထည့်လိုက်ပြီမင်းအောင်လိုင်းလဲလစ်ဒူးချုပ်စိုးဝင်းကိုလည်းစကစ်လှုပ်လိုက်တယ်ဟာဒီလိုအစောက်ပဲ့ဆုံးတပ်ဖြတ်စေကိုင်းမှုတွေဟာလေဒမိသားစုတွေကိုပါမလှုပ်နိုင်အောင်ချုပ်လိုက်တာပါပဲဒီလေအောက်စုလူတွေပြန်ဝင်လို့မရလေသူ့သက်ဆိုးခိုင်လေသူ့မျောမှန်းချက်တာရှည်ခံလေဖြစ်မှာကိုသူ့အနာဂတ်ကာချုပ်ဘုရားလဲပြည်သူကိုရက်ရက်ဆက်ဆက်ဘုံကျဲပေးနေတဲ့လေဒရှိမှရမှာကိုစာတင်နေတဲ့ကလေးငယ်တွေကိုအစုလိုက်ပြုံလိုက်ဘုံကျဲတပ်ဖြတ်မှုကြီးဟာတဆက်တဲ့နိုင်ငံရေးစပွဲဝိုင်းဘာညာဆိုသူတို့ရဲ့ပါဇက်ကိုပါပိတ်လိုက်ပါပြီရွေးကောက်ပွဲနဲ့အိမ်မက်ရောင်နေသူတွေကိုလည်းစစ်ဖက်နဲ့နဘေးဆောက်ကန်နှိုးခံလိုက်ရပါပြီစစ်တပ်မှာတဘိုးပြီးတဘိုးပိုဆိုးတဘိုးတက်တဘိုးပိုမိုက်ကိုပြည်သူဆိုပိုတက်တခြားနိုင်ငံကိုဆိုဒူးပြတ်မတက်ထောက်ပိုကြောက်လာပါတယ်ဆိုသူတွေကြီးပါပဲနိုင်ငံခြားကဆိုရင်မြေလိုသလားယူလိုက်ရွှေလိုသလားယူလိုက်တစ်လိုသလားယူလိုက်ကြောက်လိုသလားယူလိုက်တတ်ထုလိုသလားယူလိုက်ဂက်စ်လိုသလားယူလိုက်အလုတ်သမားလိုသလားယူလိုက်အိမ်ဖော်လိုသလားယူလိုက်နောက်ဆုံးပြည်နယ်လိုက်လူကျင်သလားယူလိုက်ငါတို့ကိုလက်နဲ့ရောင်းပေးကပ္ပအလေထောက်ခံပေးရင်ရပြီပဲဒါဟာနောက်ထပ်လာမဲ့ဘယ်စစ်ပူချုပ်နေရွာဓမြပူအဆင့်တက်မပူနိုင်ဆိုတဲ့အချက်ပါပဲဘာလို့ဆိုဘယ်တော့မှပြည်သူထောက်ခံမှုမရခဲ့လို့မရနိုင်လို့ပါပဲစစ်ပူချုပ်တွေဟာပြည်သူထောက်ခံမှုမရတာဟာကိုယ့်ရဲ့ဘယ်သူမှဘလို့မှလက်မခံနိုင်တဲ့လောက်ရဆိုးတွေကြောက်လို့မသိပဲဒေါ်အောင်ဆန်းစုကြည်ကြောက်အချက်သားနိုင်ငံရေးသမားတွေကြောက်ဖုန်ကြီးတွေကြောက်ကျောင်းသားတွေကြောက်လို့အပြစ်ပုံချပြီးတလျှောက်လုံးဖုန်ကြီးကျောင်းသားနိုင်ငံရေးသမားတွေကိုညှင်းဆဲတပ်ဖြတ်တာကိုလက်ရင်အောင်စနစ်တကျလုပ်ခဲ့ကြပါတယ်ဒါကိုတပ်မတော်ရဲ့အလုပ်တစ်ခုလိုထင်အောင်လှုပ်လာကြရာကဒီအချက်ကိုသိနာလေတဲ့ပြည်သူတွေဟာဘောင်းဘီဝတ်ကိုမထောက်ခံသလိုကောင်းပေါင်းပေါင်းလာပြန်ရင်လဲမဲမပိတဲ့အထိဖြစ်လာတော့ပြည်သူတွေကပါအလွယ်တကူရက်ရက်ဆက်ဆက်အစုလိုက်ပြုံလိုက်နေ့စဉ်တပ်ဖြတ်တဲ့အထိဖြစ်လာတာဟာအခုဆိုမတတ်ရရင်မနေနိုင်တဲ့အဆင့်တောင်ရောက်လို့နေပါပြီရောက်တာမှအစုလိုက်အပြုံလိုက်ကိုရက်ဆက်လုံးတဲ့နီးမှန်သမျှသုံးပြီးတတ်တဲ့အဆင့်ပါနောက်တစ်ဘူလာရင်လည်းဒီတစ်ဘူထက်တာဖို့ကလွယ်ပါမှမရှိတော့ပါဘူးအစာတတရဲ့အဖတ်တမင်းဆက်ကိုဖြတ်တဲ့ဤတိုင်းဖြတ်ရုံကလွဲရင်တခြားနည်းမရှိတော့ပါဘူးမဟုတ်ရင်တော့ဘယ်မှထွက်မပြေးနိုင်တဲ့ပြည်သူဟာစစ်တပ်ရဲ့ပွဲတော်အုပ်ထဲကဟင်းဖြစ်နေမှာပါပဲဖက်စစ်တပ်အမြင့်ဖြတ်ဆိုတဲ့ရေမှန်းချက်ကိုသာပေါက်မြောက်အောင်လုပ်ရုံမှတပါအခြားမရှိပါဒါကိုဒီဒဏ်တိုက်ရိုက်ခံနေရတဲ့မြန်မာပြည်သူကတော့ရှင်းရှင်းပြပြဖြစ်ပြီးသားပါတာနိဋ္ဌာန်နဲ့ချထားကြပြီးသားပါတရုတ်အိန္ဒိယနဲ့အာဆီယံနိုင်ငံတွေကိုရှင်းရှင်းလင်းလင်းသိအောင်လုပ်ဖို့ပါပဲဒါမှသာအစုလိုက်ပြုံလိုက်လူတက်နေရမှနေလို့ထိုင်လို့ရတော့တဲ့စစ်တပ်ကိုဆက်မထောက်ခံဖို့နဲ့အမြန်ဖြတ်သိမ်းနိုင်အောင်ပံ့ပိုးကူညီကြဖို့ဖြစ်လာမှာပါရေးသူကဘာတိုင်ဆုံးမောင်စစ်မုံတော်လန်သူပေါင်းဘေးရန်ကင်းကြပါစေကျွန်တော်လွတ်လပ်နေဦးပါ